သနာအကျိုးဆောင်လာခဲ့ပြီအချိန်မှန်အောင်စလင်းမျိုးကမပြတ်ဆောင်နေ့စဉ်အာယုံစွမ်းလူရအောင်မြို့သားကြိုးစားနှုတ်ကြမှုဖြင့်လူစောရအောင်သာသနာဟိတသာသနာအကျိုးဆောင်လာခဲ့ပြီချိန်မှန်အောင်စလင်းမျိုးကမပြတ်ဆောင်နေ့စဉ်အာယုံစွမ်းလူရအောင်မြို့သားကြိုးစားနှုတ်ကြမှုဖြင့်လူစောရအောင်စွမ်းလူစောစွမ်းလောင်စုငွေပရိသပင်စိုက်ထူရအောင်သာသနာရဲ့အကျိုးဆောင်သာသနာရဲ့အကျိုးဆောင်တက်ကြွရွှင်လန်းမပင်မလုံးလာစိုက်လို့ဆောင်သာသနာတော်မကွယ်ပအောင်တန်ဃာတော်မကွယ်ရအောင်ထောက်ပံ့လူရန်အာယုံစွမ်းတွဲနှိုးစော်တဲ့မပြတ်ပအချက်ချညီလျက်စွမ်းသင်အကျိုးတော်ဆောင်ဘုံရင်းနန်းဆောင်တရားမင်းထံကစေတနာအကျိုးဆောင်မာတလိနဲ့ဝိသကြုံပမာတို့ဆောင်သာသနာအတွက်ထမ်းရွယ်လို့ဆောင်စွမ်းသင်အကျိုးဆောင်ဒါယကအတွက်ထမ်းရွယ်လို့ဆောင်စွမ်းသင်အကျိုးဆောင်သာသနာအတွက်ထမ်းရွယ်လို့ဆောင်စွမ်းသင်အကျိုးဆောင်ဒါယကအတွက်ထမ်းရွယ်လို့ဆောင်စွမ်းသင်အကျိုးဆောင်ကိုယ်တိုင်လေးလူမျိုးစောကုလျက်လူနဲ့နိဗ္ဗာန်သုံးနံအကျိုးဆောင်စွမ်းလူတို့စွမ်းလောင်တို့ငွေပရိသပိစိတ်ထူရအောင်သာသနာရဲ့အကျိုးဆောင်သာသနာရဲ့အကျိုးဆောင်တက်ကြွရွှင်လန်းမပင်မလုံးလာစိတ်လူဆောင်သာသနာတော်မကွယ်ပအောင်တန်ဃာတော်မကွယ်ရအောင်ထောက်ပံ့လူရန်အာယုံစွမ်းထွက်မျိုးစောတဲ့မပြတ်ပအချက်ချညီလျက်စွမ်းသင်အကျိုးတော်ဆောင်အနီးဝေးပဲမရှောင်ခရီးမဝေးတကယ်ဆောင်လက်ပဲမခင်ကျိုးတော်ဆောင်စနစ်တကျဖွေးဆောင်တစမကမလွေအောင်အစင်းစင်းနဲ့ဖွေးတီထောင်မြို့ပေါ်ကြီးရွာမကြမ်းရအောင်ထာဝစဉ်အသိနဲ့ဆောင်အနှစ်တရာပြည့်တိုင်းအာယုံစွမ်းလူကမပြစ်ခဲ့ပါငါရောင်သာသနာတည်မြဲရအောင်လက်စင်ကံလို့ကျူစားရဆောင်သာသနာတိကျအကျိုးတော်ဆောင်စွမ်းလူစုစွမ်းလောင်စုငွေပရိသပင်စိုက်ထူရအောင်သာသနာရဲ့အကျိုးဆောင်သာသနာရဲ့အကျိုးဆောင်တက်ကြွရွှင်လန်းမပင်မလုံးလာစိုက်လူဆောင်သာသနာတော်မကွယ်ပအောင်တန်ဃာတော်မကွယ်ရအောင်ထောက်ပံ့လူရန်အာယုံစွမ်းထွက်နှိုးစော်တဲ့မပြတ်ပအချက်ချညီလျက်စွမ်းသင်အကျိုးတော်ဆောင်ရတနာသုံးပါးမျက်ဆုံးထားလျက်မပြတ်နေစဉ်ဥဒင်ရိုကျို့ရှ िख ိုးပူဇော်မက်ဖို့ကိုမျှော်မှန်းနိဗ္ဗာန်တော်ရောက်ရာလမ်းစွမ်းလူကမြန်းကြပါတဲ့စလင်းမြို့နယ်အလုံးရဲ့စွမ်းဒါယကစွမ်းဒါယကမဒါနချစ်ခင်သူတော်စင်အပေါင်းတို့ခမညာစလင်းမြို့သာသနာဟိတနေ့စဉ်အာယုံဆွမ်းလောင်းအသင်းကြီးဟာဖြင့်နေ့စဉ်နာနဲ့အာယုံတက်တိုင်းမဆိုင်မှန်စွာမြတ်တန်ဃာတို့မချွတ်အာယုံစွမ်းအသင်မှန်းရအောင်သရာကြီးပြူနေ့စဉ်အချိန်မှန်ပေးလူလေးရှိပါတယ်ထို့သို့ပေးလူနိုင်ရန်မြို့ပေါ်ရက်ွက်များကိုတလတခါစွမ်းသင်အကျိုးတော်ဆောင်များမှတက်ကြွရွှင်လန်းမပင်မပန်းဝမ်းပန်းတသာကုသိုလ်သရာစိတ်တွေနဲ့အချိန်မှဆန်းဆန်ငွေပရိသပင်ငွေဆန်တော်များ
လှဲ့လေကောက်ခံကုသိုလ်ယူလျက်ရှိပါတယ်ထို့သောအလူခံကြရာမှာဆွမ်းအသင်းအကျိုးတော်ဆောင်များဟာဖြင့်မြို့ပေါ်ရက်ွက်များကိုခြေလင်းလှဲ့လေရ၎င်းဒီနေ့တစ်ခါဇန်နဝါရီ၁ရက်နေ့မှ15ရက်အထိကျေးလက်ဒေသများသို့အလူခံရန်မိမိကဆိုင်ကဲစသည်များဖြင့်ကိုယ်စီကိုထဲ့၍တန်ဃာတော်များဆွမ်းမချို့တဲ့ဖို့အာသွန်ခွန်ဆိုင်နှစ်ချိုက်ကျိုးပန်းသာသနာဝန်ကိုထမ်းလျက်ဆွမ်းလူစို့ဆွမ်းလောင်းစို့စသည်နှုတ်စောတမ်းမပြတ်ဆွမ်းအလူရှင်များအချိန်မှန်မှန်အစိမ့်နှကန်အရှိန်တန်လူရဲနိုင်ဖို့နှုတ်စောဆောင်လျက်ရှိကြပါလေခင်ဗျာမြတ်ဖျားသာသနာကိုစားထားရခဲ့တဲ့ဓမ္မခန္ဓာပေါင်း8400မကွယ်အောင်ထိန်းညကြည်ကြံကျိုးကုတ်အထုတ်တော်မူကြပါသောသံဃာတော်များကိုထာဝရကိုးကွယ်ဒါနကိုလွယ်ချီနိဗ္ဗာန်ကိုရည်ကြပါတဲ့ဇွမ်းအလူရှင်ဒါယကမအပေါင်းတို့ခမညာမြတ်ဖျားသာသနာတော်ကိုတွတ်စစ်ပါသောနှစ်ပေါင်း2500ကျော်ခဲ့ပြီမို့သာသနာတဝက်ကျိုးခဲ့ပြီတရားသာသနာတော်တွင်သဆင်းလာပြီဖြစ်ပါတယ်ဒါကြောင့်ဈေးပေါင်းကျိုးတိုး၍ဝယ်ကြစကားလာအတိုင်းဒါနသီလဘာဝနာစသည်တို့ကိုသာသနာတော်မကွယ်ပခင်တွင်အပြုနေ့တိုင်းကုသိုလ်တွေစုပါမှမတ်ဖို့ခရီးအမြန်နေကြမှာမို့ကောင်းမှုကုသိုလ်နေ့တိုင်းပြုဖို့လိုအပ်ပါတယ်သာသနာဆိုတာကိုယ်နဲ့ဆိုင်လို့တွေ့တာပိုင်အောင်လုပ်ကြပါပိုင်အောင်လုပ်မှနိဗ္ဗာန်ရမည်သာတန်တရားဝဲဆက်ခွဲထွက်လုကင်းမှာဆိုတဲ့စကားအတိုင်းတရားစစ်တရားမှန်နဲ့တွေ့စဉ်ကုသိုလ်ကောင်းမှုနေ့စဉ်ပြုလို့သာသနာတော်မကွယ်ပရလေအောင်သာသနာဟိတနေ့စဉ်အာယုံဆွမ်းလောင်းအသင်အကျိုးဆောင်များကကိုယ်တိုင်လဲလူနှုတ်စောကူလျက်ဆွမ်းလူခံထွက်ရာနေမီဒေသများစွာတို့ကိုမပင်မပန်းရွှင်ရွှင်လန်းလန်းဖြင့်တရားမင်းစေတမန်မာတလိနဲ့ဝိသကြုံပမာတို့သာသနာစေတမန်များအဖြစ်လို့ဆိုအလူခံလဲရှိပါတယ်အလူခံပုဂ္ဂိုလ်နဲ့အလူရှင်များအကြားသာသနာစေတမန်အကျိုးတော်ဆောင်များရှိပါမှ၎င်းတို့၏နှိုးဆော်မှုအရဆွမ်းအလူရှင်များတရားတရားပုံမှုထက်တန်လာ၍မလူဖြစ်သူကလူဖြစ်သူကပုံမှုတိုးတက်၍ထဲ့ဝင်လူရန်ခြင်းများဖြစ်ပေါ်လာတာတန်ခါဒါယကနှစ်ဖြာအကျိုးရှိမှာမို့ဆွမ်းသိအကျိုးတော်ဆောင်များဟာဖြင့်ဗရဟိတသာသနာစေတမန်များမြည်ပါပေတယ်ထို့သို့နှိုးဆော်မှုဖြင့်လူရန်ကြပါသောဆွမ်းအလူရှင်များမှာလည်းဆွမ်းအကျိုး၅ပါးနဲ့တကွလူနတ်နိဗ္ဗာန်၃ဌာန်အကျိုးကျွဲဖြိုးရကြမှာမို့သာသနာစေတမန်အကျိုးတော်ဆောင်များထံဆွမ်းဆန်နဲ့ငွေဆန်တော်များမပြတ်ပေးလူရပါရန်နှိုးဆော်အပ်ပါတယ်ခင်ဗျာမြတ်ဗျာတရားတော်နဲ့အညီဒါနသီလဘာဝနာရင်မာချီနဲ့နိဗ္ဗာန်ခရီးဆက်ခါနေကြမယ်အာယုံဆွမ်းအလူရှင်သူတော်စင်အပေါင်းတို့ခင်ဗျာဆလင်းမြို့သာသနာဟိတအသင်းကြီးနေ့စဉ်အာယုံဆွမ်းလောင်းလာခဲ့တဲ့တက်တန်းမှာအသင်းစတီထောင်ရာ1980ခုနှစ်မှ1380ခုနှစ်ထိအနှစ်တရာတိုင်ခဲ့ပြီဖြစ်ပါတယ်80ပြည်သာသနာ9000အထိမပြတ်မကွက်နေ့စဉ်ဆက်ကလှူဒန်းဖို့ကိုလည်းရည်ရွယ်တိုးဆက်ကုသိုလ်ပြုလျက်ရှိနေမှာဖြစ်ပါတယ်ထို့သောဆွဲမြဲမြဲဆွမ်းလူလျက်ရှိနိုင်ခဲ့တာဟာလည်းဩဝါဒစရိယဆရာတော်များ၏ဟောကြားချက်နဲ့အညီနာယကကြီးများဖြစ်ကြတဲ့ဦးစိုးဝင်းဦးချစ်ထွေးဥက္ခရဦးအေးဟန်ချိုဒုဥက္ခရဦးမျိုးမင်းအောင်အတွင်းရေးမှုဦးမိုးဟိတ်ထက်တွဲဘက်အတွင်းရေးမှုဦးအေးမင်းထိုက်ဗန္နာရေးမှုမဏိစောတာဒရဥပိုးတာတို့နဲ့အကျိုးဆောင်များဦးဆောင်ကြိုးပမ်းမှုကြောင့်ဖြစ်ပါတယ်ဆွမ်းအသင်းအကျိုးဆောင်အဖွဲ့ဝင်များကိုဖွဲ့စည်းရမှာနာယကကြီးဦးချစ်ထွေးကစနစ်တကျဖွဲ့စည်းပုံအဆင့်ဆင့်ရေးဆွဲလျက်အကျိုးဆောင်များအားလုံးသဘောတူညီမှုနဲ့မြို့ပေါ်ကျေးရွာဌာနအသီးသီးမှာအဖွဲ့ဝင်များကိုအဆင့်ဆင့်ဖွဲ့စည်းတည်ထောင်ဆောင်ရွက်ခဲ့ကြပါတယ်အလူခံရရှိသောဆွမ်းဆန်တော်ဝေဆန်တော်များကိုလည်းပွဲလွဲမှုမရှိရအောင်
စနစ်တကျစစ်စစ်စင်းပြူ၍နေချင်းပြေဗန္နာရေးမှုထံမှအနှံကြရပါတယ်ခိုမတစ်စစ်ဘန်းမှာငွေပတိသားပင်စိုက်၍စွမ်းသင်းရန်ပုံငွေအဖြစ်စိုက်ထူထားရှိပါတယ်ဒါကြောင့်ယုံကြည်မှုတရားတရားပုပ္ပမုံစအပရစေရနာများစွာဖြင့်သာသနာဟိတရဲ့သာသနာစေတမန်အာယုံဆွမ်းအကျိုးတော်ဆောင်များရဲ့ဆွမ်းလူစို့ဆွမ်းလောင်းစို့နှုတ်ဆော်တန်ကြားရင်ဖြင့်မွန်မြတ်လာပါသောတန်ခိကဆွမ်းအစိမ့်နှကံကုသိုလ်ဆွမ်းလူချင်းငွေဆန်တော်လှူရမ်းခြင်းကိုလှူပြစ်အောင်ပေးလူလေရခဲလာသောလူဘဝမှာနိဗ္ဗာန်အထောက်ပံ့ဖြစ်သောဆွမ်းလူခြင်းအမှုကိုပြုတ်ကြပါရထပ်မံနှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျာ